တချို့ကအခွင့်အရေးပေးတာတွေများသွားတဲ့အခါအခွင့်ထူးခံလူဖြစ်လာတယ်။ဒီခန္ဓာတွေများသွားတဲ့အခါစောကားခြင်းလို့စောကားတတ်လာတယ်။အနိုင်ပေးတာတွေများသွားတဲ့အခါအနိုင်ကျင့်ခြင်းလို့ကျင့်တတ်လာတယ်။မမြင်ကြအောင်ဆောင်ပေးတာများသွားတဲ့အခါအကန့်လူသတ်မှတ်တတ်လာတယ်။မကြားကြအောင်ဆောင်ပေးတာများသွားတဲ့အခါအပင်းလူသတ်မှတ်တတ်လာတယ်။မပြောခြင်းလို့မပြောတာများသွားတဲ့အခါအားလူသတ်မှတ်တတ်လာတယ်။လိုက်လျောပြီးတာတွေများသွားတဲ့အခါတန်ဖိုးမထားတတ်တော့ဘူး။ကျေးဇူးတရားဆိုတာကိုမသိတတ်တော့ပဲအရာရာဟာသူတို့အခွင့်အရေးသူတို့ရပိုင်ခွင့်လို့ထင်သွားတတ်တယ်။သူတို့အခွင့်အရေးလို့ထင်ထားတာကိုသွားထိပါမိရင်ပြောမိဆိုမိရင်ရန်သူလိုထင်မြင်သွားတတ်တယ်။ဒါကြောင့်ဘယ်သူကမှလိုအပ်တာထက်ပိုပြီးအခွင့်အရေးမပေးမိပါစေနဲ့။ဘယ်သူကမှစော်ကားခွင့်မပေးပါနဲ့။ဘယ်သူကမှအနိုင်ကျင့်ခွင့်မပေးပါနဲ့။ပြောတင်တာပြောပါ။လိုက်လျောသင့်တဲ့လောက်ပဲလိုက်လျောပါ။အခွင့်အရေးနဲ့တာဝန်ရပိုင်ခွင့်နဲ့အပူစေတနာကိုခွဲခြားသိပါစေ။ကျေးဇူးမသိတဲ့သူတွေပေါ်ကျေးဇူးမပြုမိပါစေနဲ့။စိတ်စေတနာကောင်းလို့ကျေးဇူးပြုမိရင်လည်းကျေးဇူးအကြောင်းမပြောမိပါစေနဲ့။တုံ့ပြန်ကျေးဇူးကိုလည်းပြန်မမျှော်လင့်ပါနဲ့။ဘဝမှာစိတ်ချမ်းသာခြင်းမျှော်လင့်ခြင်းတွေကင်းစွာရှင်သန်ပါ။ချစ်ချင်းမုန်းခြင်းတွေကနေလွတ်အောင်ကြိုးစားပါ။ဘဝဟာစိတ်ချမ်းမြေ့ပျော်ရွှင်ပွဲကောင်းပါလိမ့်မယ်။သာသနာ့တွင်ဆရာတော်